နောက်ထပ်တင်ဖို့ဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့မြန်မာနိုင်ငံမှာဒီငါးတယံဇာတာတွေကိုဖျက်ဆီးနေတဲ့ဒီတရားမဝင်အလှမွေးကျွန်တော်တို့အလှမွေးငါးရောင်းတဲ့အယောင်းဆိုင်တွေကိုတက်ဆိုင်ရာကျွန်တော်တို့ဒါဌာနတွေကနေပြီးတော့စစ်ဆေးဖို့လိုပါတယ်လက်ရှိမှာမြန်မာနိုင်ငံမှာဒီကျူးကျော်မျိုးစိတ်တွေဖြစ်တဲ့စုပ်ခွက်တို့ပြီးရင်ကျွန်တော်အားလုံးသိတာထင်ရှားရဲဆိုရင်ငါးဆိုရင်ကျွန်တော်တို့မိချောင်းကောင်းတဲ့ငါးပြီးရင်ကျွန်တော်အာဖရိကငါးခုအပါဝင်အခြားသောကျူးကျော်ငါးမျိုးစိတ်တွေမြန်မာနိုင်ငံရဲ့မြေချောင်းအင်အိုင်တွေကိုကျွန်တော်ရောက်နေပါပြီအချို့သောနေရာတွေမှာဆိုရင် AR တိုင်းမှာဆိုရင်ကျွန်တော်တို့ငါးမွေးကန်တဲ့ဒီမှာရောက်နေပြီငါးမွေးကန်တဲ့ရောက်နေပြီပြီးရင်ကျွန်တော်တို့အင်းလင်းမှာဆိုရင်အင်းလင်းကန်ထဲမှာလည်းဒီစုပ်ခွက်ငါးတွေဒီကျွန်တော်တို့ဒီမိချောင်းကောင်းတဲ့ငါးတွေဒီငါးတွေပါရောက်နေတယ်လို့သိရတယ်စုပ်ခွက်ငါးတော့တော်တော်ပေါနေလို့ပြောတယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်တို့မန္တလေးရဲ့ဒီကျုံထဲမှာတည်နေတဲ့မိချောင်းကောင်းပါတဲ့ငါးတစ်ကောင်တွေ့ရတယ်အဲ့ဒီငါးကကျွန်တော်ကျူးကျော်မျိုးစိတ်အဲ့ဒီငါးတွေအသားစားတဲ့ငါးတွေအဲ့တော့ဒီငါးတွေဘယ်ကနေပြန့်လဲဆိုတော့ဒီထိုင်းနိုင်ငံမှာအလှမွေးငါးတွေကိုရောင်းတဲ့သူရဲ့ဒီအယောင်းဆိုင်တွေရှိတယ်အဲ့ဒီအယောင်းဆိုင်တွေကနေပြီးတော့သူတို့ကဒီမြန်မာနိုင်ငံဘက်ကိုပြန်ပြီးတော့ဝင်တယ်ပေါ့ဗျာဒီလမ်းကြောင်းတွေကနေဝင်တယ်အဲ့ဝင်တဲ့ဘောက်ကမြောက်ရီယာဝင်တယ်ပြီးရင်ကျွန်တော်တင်းတိုင်းမှာရှိတဲ့နေဆက်ဘောက်တွေကနေဝင်တယ်ပြီးတော့ကျွန်တော်တို့တရုတ်မြန်မာနေဆက်မူဆယ်ဘောက်ကနေဝင်တယ်ဝင်ပြီးတော့ရန်ကုန်မန်းလေးအပါဝင်မြို့ကြီးတွေမှာဒီငါးတွေကိုပြန်ရောင်းကြတယ်အဲ့ဒီကနေပြီးတော့တချို့ဒီငါးအလှမွေးငါးတွေကိုသဘောကျတဲ့သူတွေကသူတို့အိမ်မှာပြန်မွေးတဲ့ကမှဒီအသားစားငါးတွေရဲ့အသားစားသုံးမှုကိုသူတို့မခံနိုင်တော့ဘူးပြီးရင်သူတို့ကမွေးတော့သေးသေးလေးဗျာအဲ့ငါးတွေအစာကျွင်းငါးကြီးတွေကြီးလာတော့သူတို့ထိန်းသိမ်းရတာခက်တယ်ထိန်းသိမ်းရတာခက်တော့ဒီလူတွေကဘာလုပ်လဲဆိုတော့ကျွန်တော်တို့ကမြေချောင်းအရင်နဲ့လှုပ်ပလိုက်တော့ဒီငါးတွေကြောင့်ကျွန်တော်တို့ကဒီကျွန်တော်တို့နိုင်ငံမှာရှိတဲ့မျိုးရင်းတွေငါးတွေကိုသူကစားတောက်ပြီးတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ငါးတယံဇာတာကိုတော်တော်လေးသွားထိခိုက်တယ်အဲ့တော့ကျွန်တော်တို့ဒီရခိုင်ကတော့ဒီမွေးရဝင်ကြီးဌာနရှိတာပေါ့တက်ရှိတော့ကျွန်တော်တို့မွေးရဝင်ကြီးဌာနမရှိတော့ဘူးအဲ့တော့သူရဲ့တိုင်းဒေသကြီးအလိုက်မှာတော့သူရဲ့ဌာနတွေရှိတယ်အဲ့ဒီဌာနတွေအနေနဲ့လည်းဒီတရားမဝင်အလှငါးမွေးဆိုင်တွေကိုပြန်ပြီးတော့ကျွန်တော်တို့စစ်ဆေးစေခြင်းတယ်စစ်ဆေးတဲ့အခါမှာဒီလိုမျိုးတရားမဝင်နိုင်ငံတော်တွေကန့်သက်ထားတဲ့ဒီငါးတွေရောင်းချသလားမရောင်းချသလားဒီအလှမွေးငါးဆိုင်တွေရောလိုင်စင်တွေနဲ့ရောင်းချနေရလားဒါတွေကျွန်တော်တို့စစ်ဆေးဖို့လိုတယ်အလားတူပါပဲဒီဆိုင်တွေရဲ့နောက်မှာဒီအသားစားငါးတွေကိုဖောက်တဲ့သူတို့ဒီငါးမွေးတဲ့ငါးဖောက်တဲ့စကန်တွေရှိတယ်အဲ့ဒီစကန်တွေကိုလည်းဖော်ထုတ်ဖို့လိုတယ်ဗျာလက်ရှိမြန်မာနိုင်ငံမှာကခင်ဗျားလက်ကြည့်လိုက်ပါခင်ဗျာရန်ကုန်မှာဆိုလည်းပဲခင်ဗျာအလှမွေးငါးတွေရောင်းနေတဲ့တဘုံကြီးအဲ့ဒီမှာခင်ဗျာအသားစားငါးတွေပါရောင်းနေတာလည်းရှိတယ်ဒါတွေကိုကျွန်တော်တို့ရှင်းဖို့လိုတယ်ထိန်းသိမ်းဖို့လိုတယ်နံပါတ်1ပညာပေးရမယ်နံပါတ်2ကျွန်တော်တို့အရေးယူတာတွေဒဏ်ရိုက်တာတွေပြင်းပြင်းနဲ့ဒဏ်ရိုက်လုပ်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံရဲ့ဒီဂေယစနစ်ကိုကျွန်တော်တို့တော်တော်ကြီးထိခိုက်နေတယ်ဗျ။တော်တော်ကြီးထိခိုက်နေလက်ရှိခင်ဗျာစုပ်ခွက်ငါးတွေရဲ့ခင်ဗျာပေါက်ပွားနှုန်းကမနေဘူးလေဗျာခင်ဗျာစုပ်ခွက်ငါးတွေလက်ရှိခင်ဗျာမွေးမြူကန်တွေထဲမှာရောက်နေပြီဗျာစုပ်ခွက်ငါးတွေက။အဲ့တော့ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးဒီအဓိကပြဿနာအလှမွေးငါးပေါ့အလှမွေးငါးရောင်းချသူတွေဖြစ်လာတာကျွန်တော်တို့စုပ်ခွက်ငါးကိုစတွေ့တာကကျွန်တော်တို့10တန်းတက်တဲ့အချိန်ပေါ့ဗျာ10တန်းစတက်တဲ့အချိန်တော့စတွေ့တာဗျကျွန်တော်တို့ဒီအလှဒီရေကြီးတွေငါးမွေးကန်ထဲမှာရေကြီးတွေစားဖို့ဆိုပြီးတော့ဒီငါးတွေကျွန်တော်ထိန်းနေအဲ့ဒီကောင်တွေနောက်ဆုံးမနိုင်တော့အဲ့ကောင်မျိုးတွေပွားပြီးတော့မြန်မာနိုင်ငံမှာတော်တော်လေးပြန့်သွားတာပြီးရင်ဒီစုပ်ခွက်ငါးရဲ့သဘောတဘာဝကလည်းဒီကောင်တွေကလည်းတောင်နဲ့မသေးဘူးခင်ဗျအပူလဲထားလည်းမသေးဘူးရေပြန်ရရင်ခင်ဗျပြန်ရှင်းတာပဲဗျအဲ့ဒီကောင်တွေအသက်ကလည်းတော်တော်ပြင်းနေဗျအဲ့တော့ကျွန်တော်တို့ကအလှမွေးငါးကြီးနဲ့ပတ်သက်ရင်ဒီသက်ဆိုင်ရာတိုင်းဒေသကြီးအလိုက်ပေါ့ကိုဒေသမှာဒီအလှမွေးငါးဆိုင်တွေတကယ်စနစ်တကျရောင်းနေတာလားအလှမွေးငါးရောင်းရင်တော့ပြဿနာမရှိဘူးအဓိကဒီအသားစားငါးရောင်းရင်တော့ပြဿနာရှိတယ်ဗျအဲ့တော့ဂေယစနစ်ကိုကျွန်တော်များစွာပြည့်စည်နိုင်ပါတယ်ဒါကြောင့်ကျွန်တော်ဒါတွေကိုထိန်းသိမ်းသင့်ပါတယ်အခြားသောနိုင်ငံတွေမှာတော့ကျွန်တော်တို့ဒီဇီဝလုံခြုံရေးခေါင်းစဉ်အောက်ကနေပြီးတော့ဒါတွေတော်တော်လေးကြက်မှတ်တယ်အဲ့တော့ဇီဝလုံခြုံရေးဆိုတာကအခြားသောနိုင်ငံတွေမှာနိုင်ငံတော်ရဲ့ကာကွယ်ရေးခန္ဓာနီးတူသူတို့အလေးနဲ့ထားကြပါတယ်ဇီဝလုံခြုံရေးဆိုတာကခင်ဗျားနဲ့လည်းသက်ဆိုင်တယ်ကျွန်တော်နဲ့လည်းသက်ဆိုင်တယ်ဥပမာအဖြစ်ကျွန်တော်တို့စားနေတဲ့ခင်ဗျားတို့အိမ်မှာတုံးဆွဲနေတဲ့ဒီမြေပဲစီဆိုပါလို့မြေပဲစီကတော့ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်ဒီစောင်းစီကိုမြေပဲစီအနံ့ရှိတဲ့ကက်မီကယ်တွေနဲ့ရောပြီးတော့သူကဈေးကွက်ထဲမှာမြေပဲစီဆိုပြီးရောင်းချတယ်အဲ့တော့ခင်ဗျားကစားလိုက်တာကခင်ဗျားကငါမြေပဲစီဝယ်စားတယ်ငါကျမ်းမာရေးအတွက်ဆိုတော့လည်းပဲတကယ်စားတာကခင်ဗျားကစောင်းစီနဲ့ဒီကက်မီကယ်နဲ့ရောထားတဲ့မြေပဲစီကိုဝယ်စားတာဈေးကွက်ထဲမှာဒီနှမ်းစီဆိုလဲဒီဘက်ကက်မီကယ်ပါတဲ့နှမ်းစီနဲ့ဒီဘက်စောင်းစီနဲ့ရောပြီးတော့ကျွန်တော်ဒီနှစ်ခုကိုရောမွေပြီးတော့နှမ်းစီဆိုပြီးတော့ရောင်းတာကြီးရှိတယ်ဒါကဇီဝလုံခြုံရေးနောက်တဲ့ဇီဝလုံခြုံရေးခင်ဗျားလည်းမွေးကားကြိုက်တယ်ကျွန်တော်လည်းမွေးကားကြိုက်တယ်မြန်မာနိုင်ငံသားအများစုကမွေးကားကြိုက်တယ်မွေးကားမျိုးမျိုးလှုပ်စားတယ်အရာတိုင်းမှာကမွေးကားရောင်းတာပုံစံတစ်မျိုးနဲ့ရောင်းတယ်ရန်ကုန်တိုင်းမှာတစ်မျိုးနဲ့ရောင်းတယ်ပြီးအညာမှာကတစ်မျိုးနဲ့ရောင်းတယ်ပြီးရင်ကျွန်တော်တို့ဒီအညာဒေသပေါ့မကွေးတိုင်းမှာဆိုရင်ဘာလုပ်လဲဆိုတော့ကျွန်တော်ပဲနဲ့
မုတ်ဖတ်နဲ့ကိုရောမွေပြီးတော့မဝင်ကားဆိုပြီးတော့စားကြတော့ကြတာလည်းရှိသေးတယ်တနေရာတော့မတူဘူးပေါ့ဗျာကျွန်တော်တို့ AR တိုင်းမှာကျတော့ငါးနဲ့မဝင်ကားကိုလှုပ်တယ်အညာဒေသရောက်ရင်တော့ပဲနဲ့လှုပ်လာတယ်ပုံစံတွေကတော့မတူဘူးအဲ့တော့မုတ်ဖတ်ကတော့တူတယ်မုတ်ဖတ်တူတဲ့နေရာမှာခင်ဗျားတို့ဒီမဝင်ကားဖြစ်ဖို့ပါဗျာကျွန်တော်တို့စံနေပြီးတော့အစစ်စစ်လောက်ရတာပဲအစစ်စစ်လောက်ရတယ်ဘယ်လောက်ခံပါလဲဗျာခင်ဗျာထမင်းတော့မှာဘယ်လောက်ခံလို့လဲခင်ဗျာခံတရက်ပေါ့တိုးတော်လည်းပဲဒီမဝင်ကားတွေကခင်ဗျာ2ရက်3ရက်ခံတယ်ခန်းတဲ့အကြောင်းရင်းကဒီကန့်သက်ထားတဲ့ formula တွေကိုအသုံးပြုပြီးတော့တို့ကဒီမုတ်ဖတ်တွေခံအောင်လုပ်တာခံအောင်လို့တော့ကျွန်တော်တို့ကဒီမှာဓာတုနဲ့ပေါင်းဆက်ထားတဲ့မုတ်ဖတ်တွေကိုစားတဲ့အခါမှာကျွန်တော်လည်းယောဂရတယ်အဲ့ဒါကကျွန်တော်ဇီဝလုံခြုံရေးပဲပြီးရင်ကျွန်တော်တို့စာသင်ကျောင်းတွေမှာစာသင်ကျောင်းတွေရဲ့အနီးမှာတရုတ်ကလာတဲ့မုတ်တွေဘာတွေရေးထားမှလည်းမသိဘူးတရုတ်စာတွေထိုင်းရလာတဲ့မုတ်တွေဘာတွေရေးထားမှလည်းမသိဘူးအဲ့တော့ကလေးငယ်တွေကဝယ်စားကြတယ်ပြီးရင်ကျွန်တော်အစာစိတ်သင့်တာတွေပြုတ်အံတာတွေဖြစ်ကြတယ်ဒါကလည်းဇီဝလုံခြုံရေးပဲဗျဇီဝလုံခြုံရေးကကျွန်တော်တို့အားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စအားလုံးနဲ့သက်ဆိုင်တဲ့ကိစ္စအဲ့လိုပဲကျွန်တော်တို့ကျွန်တော်တို့ရဲ့ငါးတရားစားတာကိုဖျက်ဆီးနေတဲ့အသားစားငါးတွေကလည်းကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ရဲ့ဂေယစနစ်ကိုဖျက်ဆီးနေသလိုပါပဲကျွန်တော်တို့ရဲ့အနီးနားမှာရှိနေတဲ့ဒီဇီဝလုံခြုံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာပြည်သူတွေလုံခြုံတဲ့အခြေအနေရရှိဖို့လုံခြုံတဲ့အခြေအနေသုံးစွဲနိုင်ဖို့ဆိုရင်ဒီသက်ဆိုင်ရာဌာနတွေကလည်းဒါတွေကျွန်တော်တို့အကောင့်တွေပို့လို့တယ်ဥပမာကျွန်တော်ဘဲသွေးတို့ဒါတွေအားလုံးကလည်းကျွန်တော်တို့ follower တွေပေါင်းဆက်ထားသလားပါသလားမပါသလားဆိုတာကျွန်တော်တို့လက်ရှိတော့ကျွန်တော်တို့စစ်ဆေးတာတော်တော်လေးမတွေ့ရတော့ဘူးဟိုးရခင်ကတော့ကျွန်တော်ဈေးကွက်ဒီဈေးတွေတဲ့ဝင်တဲ့ပွဲရုံတွေတဲ့ဝင်ပြီးတော့ဒီလိုမျိုးမုတ်ဖတ်တွေမှာ follower သုံးထားလားအစားအသောက်တွေမှာ follower ရောနှောထားလားဝင်စစ်ကြတယ်လက်ရှိတော့ကျွန်တော်ဒီလိုစနစ်ကိုပြန်ပြီးတော့သက်ဆိုင်ရာဌာနတွေနဲ့ပြန်ပြီးအသုံးပြုသိချင်ပါတယ်ဒါတိတ်ကိုအရေးကြီးပါတယ်ဒါကျွန်တော်တို့တမျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စပါအဲ့တော့ဒီစီးပွားရေးသမားတွေကတော့ဗျာခင်ဗျားသိတယ်သူတို့အကျိုးမြတ်ရဖို့အတွက်သူတို့လောက်ကြမှာပဲသူတို့ပတ်စံရရည်လေသူတို့ပတ်စံရတယ်လောက်ကြမှာပဲတို့တော်လည်းပဲခံရတာခင်ဗျားတို့ကျွန်တော်တို့ကလေးငယ်တွေအများကြီးခံရတာဗျာဒါဆိုဇီဝလုံခြုံရေးနဲ့ပတ်သက်ရင်ဒီတိုင်းဒေသကြီးပြည်နယ်အလိုက်သူ့ရဲ့ဌာနတွေရှိတယ်အဲ့တော့ဌာနတွေရှိတယ်အမှားပြကျွန်တော်တို့ဥမာတင်ကြီးသေးတဲ့သွားစစ်တာတို့မင်္ဂလာဈေးတဲ့သွားစစ်တာတို့စစ်ဆေးဖို့လိုတယ်လက်ရှိလွတ်တော်ကိုယ်စားလှယ်ကဘာလုပ်နေလဲဆိုတော့ရေစည်းလာကောင်းမွန်ရေးဆိုပြီးတော့ဓာတ်ပုံတွေသွားရိုက်တယ်ဓာတ်ပုံသွားရိုက်ခဲ့တယ်စေဗီနဲ့သွားပြီးလောက်ကြခိုင်းကြတယ်ဒါလည်းမကောင်းတော့ကောင်းတယ်အဲ့တော့စာသင်ကျောင်းတွေသွားကြကောင်းတယ်အဲ့ဒီကောင်းတဲ့နေရာမှာဒီကနေပြီးတော့ကျွန်တော်ကြဲပြဲချဲ့ထွေးပြီးတော့ကိုယ့်ဒေတာရဲ့ဇီဝလုံခြုံရေးကိုငါတို့ဘယ်လိုကောင်းအောင်လုပ်ကြမလဲဒီလိုမျိုးကျွန်တော်ကန့်သက်ထားတဲ့စားတောက်ကုန်တွေကိုမျိုးတွေထဲမှာဝင်ရောက်မလာဘူးတော့ဘယ်လိုတွေလုပ်ကြမလဲဒီလိုမျိုးကျွန်တော်ဖောက်ထွက်ပြီးစဉ်းစားပြီးစေချင်ပါတယ်ကျွန်တော်တမန်ရိုးကြအတိုင်းကျွန်တော်မသွားစေချင်ဘူးလက်ရှိကျွန်တော်လွတ်တော်ကိုယ်စားလှယ်ရှိပါတယ်ဗျာလုပ်လို့ရပါတယ်ဥပမာကျွန်တော်တို့ကိုမျိုးထဲမှာရှိတဲ့ကျွန်တော်တို့တရားမဝင်ကွန်ပျူတာရောင်းချသလားတရားမဝင်အစားတောက်ကုန်တွေပေါ့ခုနကကျွန်တော်တရုတ်ကလာတဲ့စားတောက်ကုန်တွေဘာရေးထားမှလည်းမသိဘူးခင်ဗျားလည်းမဖတ်တော့ကျွန်တော်လည်းမဖတ်တော့ဘူးဖတ်ချင် AI ကိုတစ်စစ်ဖတ်ခိုင်းမှာပဲရအောင်ပြီးရင်ကျွန်တော်ထိုင်းရလာတဲ့ဟာတွေဘယ်လိုလုပ်ကြမလဲဒါကြောင့်ကျွန်တော်လွတ်တော်ကိုယ်စားအနေနဲ့လည်းဒီလိုမျိုးကိုယ့်ဒေတာမှာဒီဇီဝလုံခြုံရေးနဲ့ပတ်သက်ရင်အစားအသောက်ဇီဝလုံခြုံရေးနဲ့ပတ်သက်ရင်လုပ်လို့ရပါတယ်လုပ်ကြပါပြီးရင်နောက်တစ်ခုကျွန်တော်တို့ကုန်းစားဆေးဘူးတွေအဲ့ကုန်းစားဆေးဘူးကမြန်မာနိုင်ငံထဲကိုခင်ဗျာတရက်ခင်ဗျာဝင်တဲ့ဆေးဘူးကမနေဘူးပဲအိန္ဒိယနဲ့ဝင်တယ်အိန္ဒိယလမ်းကြောင်းနဲ့ဝင်တယ်အဲ့တော့တမှုတို့ဘာတို့မှာကုန်းပေါင်းတို့ဘာလို့စားကြတာပေါ့ကျွန်တော်တို့ဒီဘက်မှာဆိုရင်တော့ဒီ92တို့စင်ကနေစားတဲ့အရာကြီးစားတယ်အဲ့တော့ပြီးရင်လည်းပဲကျွန်တော်တို့ဒီလမ်းဘေးမှာ900ဆိုင်တွေတပုတ်ကြီးပဲဒီ900ဆိုင်တွေမှာနိုင်ငံတော်ကအခွန်ရသလားဘယ်သူကအခွန်ရလဲတော့မသိဘူးလားစင်တော့ကျွန်တော်အခွန်တွေတော့လာကောက်နေတယ်အဲ့ဒါတွေကိုကျွန်တော်တို့ဘယ်လိုမျိုးသွားကြမလဲပြီးရင်ကျွန်တော်လက်ရှိတင်ကြီးဈေးတို့ပြီးရင်ကျွန်တော်တို့မှာဈေးတွေမှာအများကြီးပဲမှာအဲ့မှာဂိုတော်ကြီးတွေမှာခင်ဗျာဒီတရားမဝင်လုပ်တဲ့ခင်ဗျာကွန်ဆာဈေးဘူးတွေအဲ့မှာအယောင်းဌာနတွေတပုတ်ကြီးပဲဒါတွေကိုဘယ်လိုထိချုပ်မလဲဒါတွေကကျွန်တော်တို့ဇီဝလုံခြုံရေးပဲလေအဲ့တော့ဗျာဒီရန်ကုန်မှာဆိုရင်ခင်ဗျာ900ဆိုင်တပုတ်ကြီးပဲခင်ဗျာလုတ်ကုန်မလို့တခုတော့ကောင်းတယ်မန္တလေးမှာ900ဆိုင်မရှိဘူးမန္တလေးမှာ900ဆိုင်ကခင်ဗျာလမ်းမပေါ်မှာ900တက်ရောင်းလို့မရဘူးဟိုးရောင်းနေခင်ဗျာခိုးကြောင်ဝယ်ကြောင်ထဲမှာရောင်းမန္တလေးကအဲ့ကုန်းကြတော့စနစ်ကြနဲ့လုပ်တယ်ရန်ကုန်မှာပေါ့ခင်ဗျာဘတ်စကားမှတ်တိုင်ရှင်900ဆိုင်ရှိတယ်ဒါကကျွန်တော်ထိချုပ်တင်တယ်အော်ဒီသေးပြချုပ်ချင်တာကကျွန်တော်နိုင်ငံမှာတကယ်အစားတောက်နဲ့ပတ်သက်တဲ့ဇီဝလုံခြုံရေးတွေပြီးရင်ကျွန်တော်တို့ရဲ့နိုင်ငံမှာရှိတဲ့ဒီရေတရားဇာတာတွေမပြတ်စည်းဖို့ငါးတရားဇာတာပါဗျာငါးတရားဇာတာတွေမပြတ်စည်းဖို့အတွက်နေဆက်ကနေဝင်လာတဲ့ဒီလိုမျိုးကျူးကျော်မျိုးစိတ်တွေမဝင်လာဖို့ကျွန်တော်တို့ဓာတ်စီဖို့လိုတယ်ဓာတ်စီကမှနံပါတ်1နေဆက်ဂိတ်ပေါက်တွေကနေဓာတ်စီဖို့လိုတယ်ဒီနေရာမှာအကန့်အသတ်ရှိတယ်ဆိုလည်းပဲနံပါတ်2ကကျွန်တော်ပြည်တွင်းမှာရှိတယ်ပြည်တွင်းမှာရောင်းချနေတဲ့အလှမွေးငါးဆိုင်တွေပေါ့ကျွန်တော်ကတကယ်အလှမွေးတဲ့ငါးဆိုင်တွေကိုကျွန်တော်ကရည်ရွယ်ချင်းဖို့ပါအလှမွေးငါးဆိုင်ကိုဗန်းပြပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရဲ့ငါးတရားဇာတာကိုဖျက်ဆီးနိုင်တဲ့ကျွန်တော်တို့ရဲ့ဂေယစနစ်ကိုဖျက်ဆီးနိုင်တဲ့ဒီငါးတွေကိုရောင်းချတဲ့သူတွေဒီငါးတွေကိုတားဖောက်တဲ့သူတွေကိုကျွန်တော်တို့ကရည်ရွယ်ချက်ဖြစ်ပါတယ်မြို့နယ်တိုင်းတိုင်းမှာငါးလုပ်ငန်းဦးစီးဌာနရှိပါတယ်ဒါတွေကကျွန်တော်ငါးလုပ်ငန်းဦးစီးဌာနရဲ့လက်အောက်မှာပဲရှိတယ်ကျွန်တော်နားလည်ရပါတယ်ရခိုင်ကတော့မိုးရေဝန်ကြီးဌာနအောက်မှာရှိပါတယ်အဲ့တော့ဒါတွေကိုကျွန်တော်တို့ဆောင်းပေးစေချင်ပါတယ်အဲ့တော့လွှတ်တော်ကိုယ်စားလှယ်ကြီးများအနေနဲ့လည်း
မိမိရဲ့ဒေသမှာမိမိရဲ့မဲဆန္ဒနယ်မှာအစားအသောက်ဇီဝလုံခြုံမှုအတွက်နံပါတ်1ဈေးတွေတဲ့ကိုဝင်ရောက်ပြီးတော့ကျွန်တော်တို့ဒီအစားအသောက်တွေကတကယ်နိုင်ငံတော်ကနေပြီးတော့အသိအမှတ်ပြုထားတဲ့အစားအသောက်တွေလားတရားမဝင်လမ်းကြောင်းနဲ့ဝင်လာတဲ့အစားအသောက်တွေလားအဲ့တော့ဗျာကျွန်တော်တို့ဟိုရေမြောင်းတန်ရှည်လောက်တာကတော့ကျွန်တော်တို့တကယ်ဟိုတမန်စင်ဖြစ်နေပါပြီဒီဘက်ကကျွန်တော်ဖောက်ထွက်ပြီးတော့ပြည်သူလူထုရဲ့အစားအသောက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ထပ်ပြီးတော့ဆက်သွားစီခြင်းပါတယ်ကျွန်တော်တို့ကအခုမြင်နေရတာဗျာဟို online မှာတွေ့နေရတာဟိုမြောင်းတန်ရှင်းလို့တို့ဒါတွေပဲမြင်နေရတယ်ဟိုကျွန်တော်တို့လည်းဒါတွေမြင်လာတာကျွန်တော်2010ကနေပြီးတော့ကျွန်တော်ယနေ့ထိမြင်လာတာဒါကကျွန်တော်တို့ကရိုးသွားပြီဗျာအဲ့တော့အစ်စ်အနေနဲ့မိမိရဲ့ဒေတာမှာဒီလိုမျိုးကန့်သက်ထားတဲ့အစားအသောက်တွေရောင်းနေပြီလားမိမိရဲ့စာတင်ကြောင်းအနီးမှာကန့်သက်ထားတဲ့ကျွန်တော်တို့အစားအစာတွေပေါ့ဘာမှဖတ်လို့မရတဲ့အစားအစာတွေစာတင်ကြောင်းတွေမှာကလင်းငယ်တွေဝယ်စားနေပြီလားဒီနားမှာရောင်းနေပြီလားအပြင်ဟိုဘယ်နားမှာရောင်းနေပြီလဲဒါတွေကိုကျွန်တော်ဖော်ထုတ်အရေးယူဖို့လိုတယ်ဒါကကျွန်တော်ဇီဝလုံခြုံမှုပါအစားအသောက်နဲ့ပတ်သက်တဲ့ဇီဝလုံခြုံမှုပါပြီးတော့ကျွန်တော်စားအောင်စီတွေစားစီတွေပေါ့တကယ်လဲမြေပဲစီအစ်စ်လားဟောကက်မီကယ်နဲ့ရောထားတဲ့မြေပဲစီတွေလားဒါလေးအဖြေရှာဖို့လိုပါတယ်အဲ့တော့ဒါကြောင့်ကျွန်တော်လွတ်တော်ကိုယ်စီများအနေနဲ့ဒီမိမိရဲ့ဒေတာမှာမိမိရဲ့မဲဆန္ဒနဲ့ဒေတာမှာအစားအသောက်ဇီဝလုံခြုံမှုနဲ့ပတ်သက်ပြီးတော့ဌာနတွေနဲ့ပေါင်းဆက်ပြီးတော့ကျွန်တော်တို့ဆောင်ရွက်ပေးသေးချင်ပါတယ်ဒါတွေကပြည်သူတွေရဲ့အသက်ကိုကာကွယ်ရလဲရောက်ပါတယ်